โอเคအားလုံးပဲမင်္ဂလာပါကိုကျော်မြင်းဆက်နဲ့အင်ဗတာရောင်းဝယ်ရေးကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ Sunday မှာက Super Sunday ပေါ့နော် Super Sunday မှာမိသားစု family နဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ကိုကျော်မြင်းဆက်နဲ့အင်ဗတာရောင်းဝယ်ရေးကနေပြီးတော့ဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ချစ် customer တွေကိုကျွန်တော်သတင်းကောင်းလေးတစ်ခုပြောပြပါမယ်ကျွန်တော်စီမှာဆိုလို့ရှိရင်အခုပေါ့နော်9 second original 9 second ပေါ့နော်မြင်းဆက် original 9 second နဲ့မှာအလုံးတန်လေးတွေရောက်ရှိထားတယ်နေဘက်ကနေပြီးတော့ကျွန်တော်ကိုဘယ်လိုပြောမလဲဒီ 5KB ပေါ့နော် 5KB 7KB အလုံးတန်လေးတွေရလို့ရှိရင်ပြောပြပါဆိုတော့ customer တွေကိုလည်းကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီမှာကျတော့မြင်းဆက် inverter ဟုတ်လား900 watt 1000 watt original 9 second အလုံးတန်ကြီးခွိုင်း auto manual 2မျိုး3အလုံးလေးတွေရောက်ရှိထားပါတယ်ကိုကျော်မြင်းဆက်နဲ့ inverter ရောင်းဝယ်ရေးမှာဟုတ်လားလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ဝယ်ယူဖို့ကိုလည်းကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်ကျွန်တော်စီကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းနံပါတ်က3993333333 Viber နံပါတ်က3993831143ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ဒီကိုကျော်မြင်းဆက်နဲ့ inverter ရောင်းဝယ်ရေးမှာယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးတဲ့ချစ် customer တွေအားလုံးကိုကျွန်တော်တို့ဒီကိုကျော် electronic မိသားစုကနေပြီးတော့အထူးပင်ကျေးဇူးတင်ရှိပါတယ်